ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာเนาะဒါကျွန်တော်ထိုင်းနိုင်ငံမှာလုံးလုံးထိုင်းနိုင်ငံရောက်လာခဲ့ကြတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်เนาะသူတို့ရဲ့ခက်ခဲလေးတွေကတော့တော့ကားမရတော့3ဝိစာရယ်ပြီးတော့မှထောက်ထားတွေကိုတင်ထားခံရတယ်ဆိုတော့စိတ်မခံစားမိတယ်ဟုတ်လားပြီးတော့မှအဲ့လိုမှကုညီတဲ့ဖွဲ့စည်းကိုကုညီတောင်းလိုက်တယ်ဟုတ်တော့တောင်းအချင်းတောင်းပြီးမှတစ်ခွက်နေမှာတို့တခါကိုကြည်ရုံးကားတစ်ခါပြန်ဆက်ဆက်ပြီးတယ်ဟုတ်နော်ဒီတိုင်းရှေ့မှာကိုယ့်ရဲ့လောကမရတဲ့ကာလတစ်ချက်မှာရယ်ဒီဆောက်ဆောက်ထိထားတဲ့တင်ခံရလို့ခံစားမိတဲ့အချိန်မှာလောကတောင်းတာရယ်ဒီဆောက်ဆောက်နဲ့ပြန်တောင်းတဲ့အခါမှာဘယ်လိုခက်ခဲမျိုးကြုံခဲ့ရလဲအခက်ခဲတွေဘယ်လိုကြုံခဲ့ရလဲဆိုတော့ကျမတို့မသိဘူးသူတို့စီမှာမရှိဘူးပတ်စံဆိုလို့ရှိရင်လည်းသူတို့စီမှာမရှိဘူးရုံးမှာပဲပတ်စံဆိုလို့ရှိရင်လည်းတထေးနဲ့အတူတူဒါလိုက်မပြောရဘူးပေါ့နော်ဝနာနဲ့ပဲပြောတာဝနာမသိဘူးမိတ်လူပဲပြောတယ်ရှင်ထောက်ထားတွေကဒီဆောက်ဆောက်နဲ့ရောထောက်ထားတဲ့စာရွက်စာတမ်းတွေကိုရုံးကိုလှမ်းပြီးပြောတော့လေရုံးကနေပြီးကျမတို့ပြောမှဆိုရင်6တယ်ပေါ့နော်နင်တို့ဒီတထေးစီကလက်မှတ်ပြောင်းမရဘဲနဲ့ဘယ်လိုလုပ်ဘဲတော့မှလည်းမရဘူးထွက်လို့မရဘူးနဲ့ချင်း6တယ်ရှင်ကျမတို့နောက်တောင်းထပ်တိုင်းတောင်းဘူးလားတောင်းဘူးလားမတောင်းဘူးဒီဆောက်ဆောက်နဲ့လေတောင်းဆောက်လန်းတောင်းတယ်ဆောက်လန်းတောင်းတယ်ဆိုတော့ဝနာစီကိုတောင်းတော့ဝနာကမသိဘူးရုံးမှလို့ပြောတယ်အဲ့ဒါရုံးကိုလှမ်းဆက်တော့ရုံးကကျတော့ကျမတို့ဒါလိုက်ပေးရမယ်ဆိုလို့ရှိရင်2000ထပ်ပြီးတော့ပေါ့နော်ပေးရမယ်ပတ်စံဒီစာအုပ်ထဲကိုတုံးထုက2000ဝနာကလည်းပတ်စံကျမတို့စီက2000ဖြတ်ပြီးပါပြီဒီစာရဲစာတမ်းပိုးတွေကလည်းဖြတ်ပြီးတာကြာလာပြီအဲ့ဒါပြင်ဒါထုဖို့2000လည်းထပ်ဖြတ်ပြီးသွားပြီဖြတ်ပြီးသွားတာကိုရုံးကိုတောင်းတော့ကြရုံးကိုထပ်ပေးရမယ်ကျမတို့လိုချင်တယ်ကျမတို့စီကိုရောက်မယ်ဆိုလို့ရှိရင်အဲ့လိုမှမဟုတ်လို့ရှိရင်ကျမတို့စီမပေးနိုင်ဘူးအဲ့လိုမျိုးပြောပါတယ်နောက်ဒီကြားထဲမှာရောဘာလို့ထင်းချောက်ခံမှုတွေထိကြတယ်ပြောခက်ခဲမှုတွေကြုံရသေးလားထိတ်ဆောက်ခံမှုကတော့ရုံးကကိုကြီးကျမတို့ဖုံးဆက်တဲ့အခါမှာတော့ကျမတို့ဗာပြောလဲဆိုတော့ဒီတစ်ထေးစီကထွက်မယ်ဆိုလို့ရှိရင်ဒီတစ်ထေးစီကလက်မှတ်မရဘဲနဲ့တစ်ထေးပြောင်းလက်မှတ်မရှိသေးဘဲနဲ့ကျမတို့ထွက်လို့ရှိရင်ကျမတို့ဒုက္ခရောက်မယ်ပေါ့နော်ထွက်လို့အဆင်မပြေဘူးပေါ့ကျမတို့နောက်ပိုင်းဖုံးဆက်မပြောပါအောင်ကျမတို့နားလည်းမလဲဘူးပေါ့နော်ထပ်ပြီးတော့လည်းချင်းချောက်တာတွေမခံနိုင်တော့နားထောင်နိုင်တော့လို့ဖုံးဆက်မပြောပဲဖုံးချလိုက်တယ်ဖုံးတော့ခဏခေါ်တယ်မကင်တော့ပါဘူးဒီအဖွဲ့ကိုအကူညီတောင်းပြီးတော့ဒီအဖွဲ့ကနေပြီးတော့ဒါလုတ်ပေးကြမှာကျမတို့အခုဆက်ဆံတာနဲ့အခုသွားယူတဲ့အခါမှာကျမတို့ပြောတာဆိုတာနဲ့ဖုန်းထဲမှာပြောတာဆိုတာနဲ့လည်းလုံးဝမတူပါဘူး။နောက်ကိုဒီဆောက်ရတရားချင်းစီကိုပြန်ရကြတာဘယ်လိုဝမ်းသာမှုရှိကြလဲ။ကျမတို့အရန်ဝမ်းသာတာပေါ့ကျမတို့အခုဆိုလို့ရှိရင်လုံးဝဘယ်တထေးစီပဲသွားပဲလုတ်မယ်အလုပ်ကိုဘယ်တထေးစီမှာပဲပြောင်းလုပ်မယ်ပြောင်းလုပ်ဘယ်ဘဲထွက်ဒီစားဆရာနေကျမတို့ကင်ထားတဲ့အတွက်ဘယ်ပလိတ်မှလည်းမကြောက်ရတော့ဘူးဘယ်တောင်းမှလည်းမကြောက်ရတော့ပါဘူးအရန်လည်းဝမ်းသာပါတယ်ရှင်။ပြီးတော့နောက်လူတွေဒီမျိုးခက်ခဲကြုံတဲ့ခါမှာချင်းချောက်တဲ့ခံဖို့အတွက်ကိုမကြောက်ဖို့အတွက်ဘယ်လိုခွားတွေပြောခြင်းလဲဘယ်လိုခွားတွေပြောခြင်းလဲဆိုဒီအစတော့ဆိုရင်23ယောက်နော်23ယောက်နေတော့မှခုဘယ်နှယောက်ကြာလဲ14ယောက်နော်14ယောက်ထဲမှာဆိုရင်လည်းရခိုင်4ယောက်ပါတယ်ရခိုင်တိုင်းသား4ယောက်ပါတယ်တိုင်းသူတိုင်းသား4ယောက်ပါတယ်သူတို့လည်းဆောက်ရရောက်ပါတယ်ဒါပေမဲ့သူကရုံးမမီဘူးတော့သူတို့ရပြီသူတို့ပြန်သွားတယ်ဒါပေမဲ့ဒီ10ယောက်ကတော့ရုံးမလည်းမီခိုနေတဲ့အချိန်မှာအခုပို့တွေလုပ်ပြီးတင်မိတာဖြစ်တယ်ပုတ်မတီကမှာအဓိကပြောချင်တာကဒီ23ယောက်ထဲမှာပထမဆိုတော့လိုချင်တာကလောတူပဲလိုချင်ကြရတယ်ဟုတ်တယ်နော်ကလောလိုချင်ကြတယ်ဆိုလိုချင်ကြမှာဂျားထဲမှာချင်းချောက်ခံရတယ်စုတွေခံရတယ်ငေါက်ခံဆိုမှကြောက်သွားပြီးမှနှုတ်ထွက်သွားတာဘယ်နှယောက်လဲနှုတ်ထွက်သွားတာတိုင်းရပြီမှာ9ယောက်ထွက်သွားတယ်တိုင်းမှာငါနှုတ်ထွက်သွားတယ်အခုသူတို့ကအထောက်ထားရကြလားမသိဘူးအထောက်ထားမသိဘူးနော်အထောက်ထားယူမယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးညီမတို့လိုဘယ်လိုပြောမလဲဒီတိုင်းမရပါဘူးသူတို့ပတ်စံထပ်ပြီးပေးရမယ်ပတ်စံထပ်ပေးမှလုပ်ပေးမှထောက်ထားတွေရမှာပါဒီတိုင်းမရအောင်ရှင်အခုဆောက်ဆွဲရခဲ့ပတ်စံပြပြကုန်လားအခုမရအောင်မကုန်ပါဘူးရှင်ဗျာမကုန်ဘူးနော်ပြီးတော့အဓိကဒါထားရတော့23ရက်မှာကြောက်စိတ်ဝင်သွားလို့14ယောက်ပဲကျန်တယ်ဟုတ်တယ်အဲ့လိုမျိုးနောက်မှာဒီလိုမျိုးမကြောက်ဖို့တော့ကိုဘယ်လိုခွန်အားမျိုးတွေပေးခြင်းလဲမကြောက်ပါနဲ့ဒီလိုအကူညီမဲ့အကိုကြီးတွေလည်းဒီခိုင်းနိုင်ငံမှာရှိပါတယ်ကြောက်စရာလည်းမလိုပါဘူးမှန်ကန်တဲ့နေရာမှာမှန်ကန်တဲ့သူတွေအများကြီးရှိပါတယ်ကျမကူညီလည်းအကုန်ပေးပါတယ်အစစရလိုအပ်တဲ့ဟာမှန်သမျှကိုလည်းအကုန်လုံးကူညီပါတယ်ကျမရေဖို့ထိုင်ဖို့အစကျမတို့အခုပြောချင်တာကတော့ပေါ့နော်ကျမတို့မြန်မာနိုင်ငံသားတွေသူများနိုင်ငံမှာလာလုပ်တယ်ဟုတ်ပါတယ်ကျမတို့နိုင်ငံသားတွေသူများနိုင်ငံမှာလာလုပ်တဲ့အခါမှာရှမ်းစကားတက်တဲ့သူနဲ့မတက်တဲ့သူနဲ့တောင်မတူပါဘူးကောင်းတဲ့သူရှိတယ်လို့မကောင်းတဲ့သူလည်းရှိပါတယ်တချို့ဆိုလို့ရှိရင်အထက်ကိုဖားပြီးအောက်ကိုဖိတဲ့သူရှိတယ်ဒါပေမဲ့ကျမတို့အလုပ်သမားတွေကျမတို့နိုင်ငံသားတွေစီစီလုံးလုံးရှိဖို့လိုပါတယ်စီလုံးမို့လိုတယ်လုံးဝမကြောက်နဲ့ပြဿနာတစ်ခုဖြစ်လာလို့ရှိရင်ကြောက်စိတ်ဝင်ပြီးတော့တွေးမကွဲကြနဲ့ရှင်ဘာပဲဖြစ်ဖြစ်ဘလို့ဒုက္ခပဲရောက်အတူတူရင်ဆိုင်ကြပါလို့ပြောချင်ပါတယ်ကြောက်ပြီးတော့သူ့ကိုတွင်းထက်ပို့ကြတော့ဘယ်လိုပြောမလဲကိုကောင်းတဲ့နေရာကိုရအောင်ယူမယ်ဆိုအတွေးမျိုးတွေမတွေးပါနဲ့အကုန်လုံးစီစီလုံးလုံးသာလောက်ဘာနေဘယ်အခက်ခဲပဲဖြစ်ဖြစ်အောင်မြင်ပါတယ်ရှင်ဟုတ်ကဲ့ပါနော်အခုဆိုရင်23ရက်နေပြီးတော့မှနောက်ဆုံး14ယောက်ပဲကျန်တယ်
ဒီကျန်ရှိတဲ့14ရောက်မှဆိုရင်လည်းလောကများကိစ္စလည်းတိုင်းစာတင်ပြီးသွားပြီဆောင်ရွက်ဆော်လည်းတရားမကြံကလောပြန်ရခဲ့ကြတယ်သူတို့ဆိုရင်ပတ်စပို့ပြန်လို့ခြင်းတယ်ဆောင်ရွက်ဆော်ရတော့မလို့ခြင်းဘူးအခုဆောင်ရွက်လည်းရခဲ့တယ်ပတ်စပို့ပြန်ရခဲ့တယ်ပတ်စံတရားချက်မှမကုန်ဘူးဟုတ်တော့ဟုတ်ပါဘူးဒါကြောင့်မို့လို့လည်းထပ်ထပ်များဝမ်းသာပါတယ်เนาะဒီမျိုးအကောင်ကောင်းမှုပြီးဆုံးသွားတယ်ပြီးလည်းအလုပ်လည်းစင်းလေးဆောင်နေပြီလားပဲเนาะအခုလုံးမဲ့လုံးမှာပတ်စံပြီးကုန်ကြလားစမခါတကြမှာမပေးရပါအောင်ရှင်ဒီအကိုကြီးပဲကူညီရပါရှင်ကျမတို့ဒါဒီရုံးမနေတော့ရုံးကသမင်းကရေကဆိုတော့တောင်းတော့တာရှိလားမရှိပါဘူးရှင်ကျမတို့ဆိုအခုတစ်ဖွဲ့လုံး14ယောက်ကတော့သူလုပ်ငန်းပြောင်းသွားလို့ပါဒီမှာအဲ့4ယောက်ပါမယ်ဆိုလို့ရှင်လဲ14ယောက်တော့အလုပ်တူတူလုပ်လို့ရပါတယ်အဲအကြောင်းလည်းကျမတို့အတိုင်းမသိရန်ဝမ်းသာနေကြတာပါရှင်ဟုတ်ကဲ့ပါဒါကျွန်တော်တို့ Fashion Family ကနေပြီးတော့ကူညီပေးလိုက်တာအဓိကသူဒီနင့်နာသူတွေခံခဲ့တဲ့သူကိုပိကပေးပြောခြင်းလဲဆိုတာကသူတို့နောက်ဒီမျိုးမကြောက်ကြဘူးကို့မှာထောက်ထားရှိပါလေရနဲ့ထိတ်6တော့ပြန်ပြီးကြောက်နေရတာဒီလိုလူမျိုးတွေမြန်မာနိုင်ငံမှာရမ်းများတယ်ကြောက်ရုံကြောက်ရောက်တာကျွန်တော်ပြောတယ်မြန်မာနိုင်ငံအကြောက်တရားတွေထိုင်းနိုင်ငံမတည်လာနဲ့ထိုင်းနိုင်ငံမှာကို့မှာထောက်ထားရှိနေတယ်ဘယ်သူပါလေချင်းချောက်လို့ရမလို့လဲဟုတ်တော့တတိတော့မှာကို့ကိုချင်းချောက်ပြီးဖန်ခိုင်းလို့ရရင်တတိတော့ထောင်ချရခံရဲလားအဓိကจะပြောချင်တာဟုတ်တော့အခုဆိုရင်တတိရလားဘယ်သူကလည်းတော့မသိဘူးသူတို့ထောက်ထားတွေကိုလက်ပွေနှိပ်ပြီးတာနဲ့လည်းထောက်ခိုက်ခလုံးတင်ထားတယ်လက်ထက်မှာဆိုရင်နေလေးအဟောင်းတွေပဲပြီးကင်ထားတယ်နောက်အခုဆိုရင်ခလုံးပြည့်စုံရသွားပြီတတိပြောင်းမှုတွေလည်းဆင်နေဖြစ်သွားပြီနောက်ခလုံးလည်းလည်းခိုင်လုံသွားပြီပြည့်စုံသွားပြီကြောက်စရာကြောင်းလည်းမရှိတော့ဘူးကြောက်စရာလည်းမလိုတော့ဘူးကြောက်ကြသေးတာအခုမကြောက်တော့ဘူးရှင်ကြောက်တော့နော်ကြောက်စရာကြောင်းအောင်မရှိဘူးစကြတဲ့ကနော်ဟိုကုညီတဲ့ဖွဲ့စီရှိမှမကြောက်တာမဟုတ်ဘူးအစကြတဲ့ကကို့မှာကြောက်စရာမလိုတာနော်အကြောင်းမို့လို့ကိုရီဘက်ချန်ကလည်းကိုတကယ်လို့ဒီမျိုးထောက်ထားရှိတဲ့လူတွေတိတ်ခံရတဲ့အစပြောပြဆိုရင်လို့ဒီမှာကုညီရေးကဒီလိုထောက်ထားတိတ်ခံတဲ့သူတွေလောကများတဲ့သူတွေတတိယုံမာတာတွေချုံနှောင်တာတွေတွေ့ရင်ကိုရီးယားကုညီပေးတယ်အဓိကဒီဒါမျိုးတွေဦးစားပေးကုညီပေးတာဘာလို့ဆိုတော့ရှိပါလဲနဲ့မရှိလို့ခံစားနေရတယ်လောကဆိုလည်းနှိမ်ခံပြီးတော့လောကလည်းသူများလိုမျိုးအပြေးဝမရဘူးအနှိမ်ခံထားရတယ်တနေ့မှဘယ်လောက်လဲ320ယောက်ျားလေးက350မိန်းကလေး320ပါနော်မိန်းကလေး320ယောက်ျားလေး350ဘောလီဆန်နဲ့မဲ့ကျွန်တော်ပြောဘူးဒီ passport ရုံးနဲ့မဲ့ကျွန်တော်မထည့်ပြောဘူးအဓိကကျွန်တော်ပြောတော့ကျွန်တော်မြန်မာနိုင်ငံသားတွေဒါလေးတို့ကြည့်ပြီးသူယူကြပါအနှိမ်မခံရဘူးတို့ကဒီမှာချင်း6တော့လည်းမကြောက်ဘူးတို့ကနော်လောကကိစ္စနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်အာနာပိုင်နဲ့ကျွန်တော်တိုင်ထားပြီးသွားပြီမနေ့တုန်းက4ရက်နေ့မှာတိုင်ခဲ့တယ်ဒီနေ့9ရက်နေ့စောက်ဆန်တဲ့ကလောပြည့်စုံတင်ရခဲ့ကြတယ်ဘာနော်ဒါပြီးရင်ကျွန်တော်တို့ဒီအလုပ်လည်းဆင်နေရသွားပြီဒါပြီးရင်ကျွန်တော်တို့တစ်ခါပြန်သွင်းမှုပဲရှိတော့တယ်ပြီးရလို့သွင်းပြီးတော့လည်းတစ်ထိပြောင်းမှုပဲကျန်တော့တယ်ကျန်တာဘာမှမလိုအပ်တော့ဘူးဒါသူတို့လည်းဟိုကန်ကောင်းတာဗောနော်သူတို့လည်းကန်ကောင်းတဲ့အချိန်မှာဒီလိုမျိုးကြုံရတဲ့အချိန်မှာလည်းအစိုးရနဲ့ကောင်းဖြစ်သွားတာနော်ဒါလေးတွေဒါကျွန်တော် Fashion Family လို့မှကူညီနေတယ်မှာကူညီပေးတဲ့နေရာကိုကူညီပေးတာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ပဲကျွန်တော်နှုတ်ဆက်ချင်ပါတယ်ကြောက်တရားမထားကြနဲ့နော်အဓိကဘာပဲဖြစ်ထိုင်းနိုင်ငံမှာထိုင်းသားမတက်ဘူးဆိုတော့ထိုင်းသားတက်လူတွေအများကြီးရှိတယ်ထိုင်းနိုင်ငံမှာအလုပ်သမားကူညီတဲ့ဖွဲ့စည်းတွေလည်းအများကြီးရှိတယ်ကိုယုံကြည်တဲ့ဖွဲ့စည်းကိုချိတ်ဆက်ပြီးမှကူညီထလန်တောင်းနိုင်တယ်ဒါဆိုရင်လည်းကျွန်တော်စီတိုင်းကူညီတောင်းခဲ့တာမဟုတ်ဘူးကျွန်တော်ဂျားတဲ့ပြီးမှသူတို့ကူညီတောင်းလိုက်တဲ့အလုပ်သမားကူညီရတာပဲဒါပေမဲ့သူကညီငယ်လေးတွေညီလေးတွေပေါ့နော်ဒါပေမဲ့သူကကျွတ်တန်းချင်းမရှိတော့ကျွန်တော်တစ်ခါပြန်ချိတ်ဆက်ပြီးမှကျွန်တော်တစ်ခါပြန်ပြီးချိတ်ဆက်လာပြီးမှသူတို့ကိုကူညီတောင်းပေးတာကျွန်တော်ဘက်ချန်လည်းသူတို့တကယ်ထောက်ထားသိရင်အထိတယ်လောက်ရတကယ်မရအောင်ဆိုမှတေချာမင်းမြန်စစ်စစ်ပြီးသွားမှတကယ်ခံရလို့ဆိုမှကျွန်တော်ဘက်ချန်ကလုံးဝတိတိရောက်ကူညီပေးလိုက်တာဖြစ်ပါတယ်ပေါ့နော်ဒါကျွန်တော်တို့ဘက်ချန်ကကျွန်တော်တို့သမားကူညီရနေတော့လုပ်ပေးလိုက်တဲ့ပုံရိပ်လေးဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါ